Hello ဒီနေ့မြားလေးအိမ်မှာအမဲသားချက်ပါတယ်ပိတ်နေလေးကြာစဟင်းညိုလေးချက်ပါတယ်အဲ့ဒါဒီနေ့မြားလေးထမင်းစားပါမယ်အားလုံးပဲမင်္ဂလာပါဒီနေ့မြားလေးအိမ်မှာအလုပ်နားရရတာနဲ့ဟင်းလေးချက်ပြီးတော့ထမင်းစားဖြစ်တယ်ပေါ့နော်အဲ့ဒါလိုက်စားကြပါဦးနော်ဒီဘာဟင်းချက်လဲဆိုတော့နေရအမဲသားပေါ့နော်အမဲသားကိုတခြားလေးမချက်ခင်မှာဂျင်းနဲ့နေနှက်ပြီးတော့မှစီပြန်လေးချက်ထားတာပေါ့နော်အဲ့ဒါရေပြီးသွားရင်တော့ဘိန်းလေးကြာစံရင်အာလူလေးရေချက်ပါတယ်အားလုံးပဲစားကြပါအောင်ရှင်goodဘယ်နည်းလေးကြာစမ်းလေဒါလေးကချက်ပြုတ်ကြီးပေါ့နော်အဲဒီချက်ပြုတ်ကြီးထည့်တယ်ပြီးတော့ရင်ချိုအောင်ဆိုပြီးတော့ချက်တုံအနေထည့်ထားတယ်ပြီးတော့ရင်အာလူးလေးထည့်ထားတယ်ဆိုတော့အရသာမဟုတ်တော့စားတော့ပါတော့အများကြီးမထည့်ပေါ့နော်အဲ့ဒီဟာနဲ့ချက်ပြုတ်ကြီးလဲအချိုပေါ့နော်သူတို့ရဲ့ပေါင်းစပ်မှုနဲ့ဒီပဲနီလေးဟင်းညွာတော့တောက်လို့ကောင်းပါတယ်이런 거 피자리 언니 클리장 언니 거라 야다시야 차타리 타밀리네 내사 와 쉐베အမေသားဟင်းရောလေအသားချက်အနှစ်နဲ့ထမင်းနဲ့လဲစားတော့ပို့ပြီးတော့ကြက်တယ်အဲ့ဒါလည်းပို့ပြီးရှင်းထမင်းလည်းပို့မိနေတော့နော်very good
စားနေရင်လည်းလူတစ်ယောက်တကားလာခေါင်းလို့ထားကြည့်လိုက်ရပါသေးတယ်တကယ်ကအိမ်မခောက်တာပါကဲခုတော့စားလို့လည်းပြီးသွားပါပြီနောက်လေအားမျိုးလိုမျိုးဒီလိုမျိုးဒီနေ့စပြရတဲ့ဗီဒီယိုလေးလည်းဆက်ပြီးတင်သွားပါမယ်ဟင်းချက်တဲ့ဗီဒီယိုတွေပါတင်မယ်ဒီနေ့ကတော့လေအချိန်လဲသိမ့်မရတာနဲ့ဗီဒီယိုတိတ်ချရိုက်ဖို့လဲမေ့သွားတယ်အစီအစဉ်လည်းမရှိဘူးပေါ့နော်ဒီနေ့မှချက်ပြီးတော့မှအချိန်လေးရတာနဲ့စပြရတဲ့ဗီဒီယိုလေးရိုက်လိုက်တာပါနောက်လေဒီလိုမျိုးဗီဒီယိုလေးဆက်ပြီးတင်သွားမှာမလို့မြန်လေးကိုချစ်တဲ့ဆိုလို့ရှိရင် like and subscribe လုပ်ထားပေးကြပါအောင်เนาะအားလုံးကျေးဇူးအများကြီးတင်ပါတယ်တကြ